မှာချိန်တွေဟာနေလို့နေဘဝဟာအိမ်မလေးလို့ကြောက်ကြလွယ်စိတ်ညစ်တယ်ဘာဖြစ်ဖြစ်စိတ်ညစ်တယ်တော့ပြီးရှင်ကောင်းတော့မယ်ပြောတတ်အောင်ကြိုးစားပွဲဘဝမှာမငို